ရှိအခါတုန်းကရွာတရွာမှာတားမိနှစ်ယောက်နေထိုင်ကြလေတယ်။တားဖြစ်သူရဲ့နာမည်ကမောင်စေရနာလို့ခေါ်တယ်။မောင်စေရနာဟာသူ့မိခင်ကြီးကိုတောင်ရလုတ်ကင်ပြီးကျွေးမွေးဆောင်ရှောက်လေတယ်။မောင်စေရနာဟာမိခင်ကြီးကိုဒီထက်ပိုပြီးချမ်းချမ်းသာသာပြည့်ပြည့်စုံစုံညိတ်နေစေခြင်းပေမဲ့အခုထက်ပိုပြီးသူ့ဘဝတိုးတက်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုစဉ်းစားမရအောင်ဖြစ်နေပါ යි ။ဒီနေ့တော့မောင်စေရနာရဲ့တောင်ရအနီးကိုခရီးသွားတစ်ယောက်ရောက်လာပြီးတစ်ပင်ရိပ်မှာထိုင်ညာအမောအပန်းဖြင်းနေလေတယ်။မောင်စေရနာဟာခရီးသွားကိုဇီးတိုက်ပြီးအသီးအနှံတွေကျွေးတယ်။ဒါနဲ့နောင်ကြီးကဘယ်ဒေတာကလာပြီးဘဲကိုသွားမလို့လဲလို့ခရီးသွားကိုမေးတဲ့အခါကျုပ်ကဟိုးအရှိဘက်ကရွာမှာနေတယ်။မောင်ရင်လိုပဲတောင်ရအလုပ်လုပ်တယ်။ဒီထက်ဘဝမြင်မာခြင်းလို့ပညာရှိခံမေးမြန်းမှုခရီးထွက်လာခြင်းဖြစ်တယ်။အနောက်ဘက်အရက်မှာပညာရှိတဦးရှိတယ်။ကျုပ်ဘဝမှာဘာအလုပ်လုပ်ရင်ကောင်းမလဲလို့ပညာရှိကိုတွားမေးမလို့ပါမောင်ရင်ကျုပ်ကိုအေးဝတ်ပြူလာကျေးဇူးတင်တယ်ကျုပ်ကတော့ခီးဆက်လိုက်အောင်မယ်ဆိုကအနောက်ဘက်ကိုထွက်သွားလေတယ်ခီးသွားဟာလဲငါ့လိုပဲလက်ရှိဘဝကိုရောင်ရတဲ့တင်းတိမ်မှုမရှိပြီဘူးသူ့ဘဝတိုးတက်ဖို့အတွက်စဉ်းစားနေသူပဲငါလည်းသူ့လိုပဲပညာရှိထံကိုသွားပြီးအကြံဉာဏ်တောင်းရမယ်လို့မောင်စီရနာကဆုံးဖြတ်လိုက်တယ်သူ့အမေစားတော့ဖို့တလစာရိခနဲ့ထင်းတွေကိုစုဆောင်းပေးခဲ့ပြီးပညာရှိထံမှအကြံဉာဏ်တောင်းမှုအနောက်ဘက်အရက်ကိုထွက်လာခဲ့တယ်။လန်ခီမှာမောင်စေနာဟာတဲအိမ်တစ်ခုကိုတွေ့လာကြောင်းအဲ့ဒီတဲအိမ်ထဲကိုဝင်လာပြီးကြည့်လိုက်တယ်။အဖိုးအိုတူဟာမိဖို့ဖို့ပြီးတန်ပြားတွေကိုတူကြီးနဲ့ထုနဲ့အကိုတွေ့လိုက်ရတယ်။အဖိုးအိုခင်ဗျာကျွန်တော်ကခီးသွားတစ်ယောက်ပါရေစာလုံးလို့ရေတစ်ခွက်လောက်တိုက်ပါခင်ဗျာ။မောင်စေနာရဲ့စကားပြောတဲ့ကြောင့်တန်ထုနေတဲ့အဖိုးအိုကလှဲ့ကြည့်လာတယ်။တူထုနှင်းကိုတော့မရက်ဘူး။မောင်စေနာကအဖိုးခင်ဗျာရေစာလုံးလို့ရေတစ်ခွက်လောက်တိုက်ပါခင်ဗျာအဖိုးအိုကတူကိုဆက်ကထုပြီးမှရက်လိုက်တယ်တူလိုနေတဲ့တံပြားကိုလေရဲရဲနေနေတဲ့မီးဘိုတွေကိုထည့်ထားလိုက်တယ်လူလေးဖြောတာကိုအဖိုးကြားတယ်ဒါပေမဲ့အဖိုးထုနေတဲ့တံပြားကိုရက်လိုက်ရင်လိုချင်တဲ့အတိုင်းတာကိုရောက်မှာမဟုတ်ဘူးဒါကြောင့်ဆက်ထုနေတာလူဆိုတာကိုထိချင်တာကိုရက်လို့မရဘူးဆုံးခန်းရောက်အောင်သွားရတယ်အဖိုးအိုကမောင်စီနာကိုရေခတ်တိုက်တယ်အဖိုးဘာလုပ်နေတာလဲအဖိုးလုံနေတာပန်းပဲလို့ခေါ်တယ်။တန်ကိုမီးဖုတ်တီကိုလိုယာဓာပစိတ်တူးရင်ပေါက်ပြားတွေလောက်ရတာ။မောင်စေနာကအဖိုးအိုပန်းပဲလုံနေတာကိုထိုင်ကြည့်နေလေ။ပြီးတော့အဖိုးအိုကိုကူညီပြီးတူးထုပဲလေ။အဖိုးအလုပ်ကအတော်ပင်မန်းတာပဲ။မပင်မန်းတဲ့အလုပ်ဘာရှိလို့လဲလူလေးရ။လူလေးဟာဝမ်းရည်အတွက်အပင်မန်းခံနေကြရတာပဲလေ။အေးဒါပေမဲ့ကိုတထရဲ့ပညာကိုဝီလီယာထုတ်ပြီးအများကနှစ်သက်သဘောကျအောင်လုပ်နိုင်ရင်ကြီးပွားမှာပဲမောင်စေတနာကအဖိုးအိုပြောပြတာကိုငြိမ်သက်စွာနားထောင်နေတယ်အဖိုးအိုစီကိုလူအထုံးဆောင်ပစ္စည်းတွေလာအပ်လာဝဲသူတွေကအဆက်မပြတ်လာကြတယ်အဖိုးအိုလိုကတချင်းအယိုးအကျတိတ်အလုံးမနှုတ်နိုင်တော့ဘူးအဲ့ဒီမှာမောင်စေတနာကစိတ်ကူးတစ်ခုရသွားတယ်အဖိုးအိုစီကပန်းပဲပညာကိုစနစ်တကျတင်ယူဖို့ဆုံးဖြတ်လိုက်တယ်အဖိုးအိုကိုကူညီကတူထုပဲရင်ပန်းပဲပညာကိုတင်ယူခဲ့တယ်အဖိုးအိုကမောင်စေတနာကိုပန်းပဲပညာသင်ပေးရင်လုတ်အားခကိုလည်းထိုက်တင်ထလောက်ပေးတယ်။မောင်စေတနာကလုတ်အားခဒီကိုစုထားပြီးသူ့အမေကိုသွားပေးလေရှိတယ်။နေ့တစ်ခါသွားပေးရင်အလုတ်ပြတ်မှာဆိုလို့ညနေမိုးချွန်တာနဲ့သူ့ရွာကိုပြန်သွားပြီးသူ့အမေကိုသွားတွေ့တယ်။ညင်သုံးရံမှာတရံသားအိတ်ပြီးမိုးမလင်းမီအဖိုးအိုရှိတာကိုပြန်လာခဲ့တယ်။အချိန်ကြာလာတော့မောင်စေတနာဟာအဖိုးအိုလက်ဆိုင်ရအတိုင်းဓာပစိတ်တူးရင်ပေါက်ပြားတွေကိုလုတ်ကင်နိုင်လာတယ်။အဖိုးအိုကအလုတ်လက်ခံပြီးမောင်စေနာကလုတ်တဲ့ဓာပစိတ်တူးရင်ပေါက်ပြားတွေကကောင်းမွန်တော့ဝဲယူသူအလုတ်အပ်သူတွေများကအလုတ်နဲ့လက်မပြတ်အောင်လုပ်နေရတယ်။အဲ့ဒီလိုနဲ့အဖိုးအိုဟာအသက်အရွယ်ကျလူကြီးယောဂနဲ့တေဆုံးသွားတယ်။မောင်စေနာဟာပန်းပဲလုံကိုင်းကိုသူ့ရွာမှာပြန်လုပ်တယ်။မောင်စေနာရဲ့ပန်းပဲလက်ရကောင်းမွန်တဲ့တည်င်းကတနယ်လုံးကိုပြန့်နှံ့သွားတာကြောင့်မောင်စေတနာရဲ့ပန်းပဲလုပ်ငန်းဟာတပည့်တပန်းဒီအလွတ်သမားတွေနဲ့လုပ်ငန်းကြီးတစ်ခုဖြစ်လာခဲ့တယ်။မောင်စေတနာဟာသူ့အမေကိုပြည့်ပြည့်စုံစုံကျွေးမွေးပြုစုခွင့်ရသွားလို့ဝမ်းသာနေရှာပဲတယ်။အသက်ပညာတစ်ခုကိုဝိရိယထုတ်ပြီးအများကနှစ်သက်သဘောကျအောင်လုပ်နိုင်ရင်ကြီးပွားမှာပဲဆိုတဲ့သူ့ရဲ့ပန်းပဲဆရာကြီးအဖိုးအိုရဲ့စကားကိုအမြဲကြားအောင်မေ့မိတယ်။တင်ဆရာဖြစ်တဲ့ပန်းပဲဆရာကြီးကိုရည်စူးပြီးကောင်းမှုကုသိုလ်လက်ပေးတယ်။မောင်စေတနာဟာအတိတ်ပညာတစ်ခုရဲ့တန်ဖိုးကိုအစဉ်အမြဲသိပြီးလူငယ်တွေကိုခေါ်ကပန်းပဲပညာသင်ကြားပြီးပညာအမွေပေးရင်းနေထိုင်သွားပါတော့တယ်။